ရိုးရိုးလေးနဲ့တော်တော်ကိုအသုံးဝင်တဲ့စကားနှစ်ခွန်းရှိရယ် I'm just looking that sound good အဲ့ဒီနှစ်ခုတော်တော်အသုံးဝင်တယ်ဒါပေမဲ့ဘယ်လိုသုံးရလဲဆိုတာလဲလိုသေးတယ်ဗောနော်ပထမဆုံးက I'm just looking ဆိုတာငါရှောက်ကြည့်နေတာပါဆိုတဲ့အဓိပ္ပာယ်ဗောနော်ဘယ်လိုချိန်မှာပြောသလဲဆိုလို့ရှိရင်ဥမာကိုကဈေးဝယ်စင်တာတစ်ခုမှာဒါမဟုတ်ဈေးဆိုင်တစ်ခုမှာသွားပြီးတော့မှဟိုကြည့်လို့လောက်တာဗောနော်အဲ့ဒါနဲ့ဈေးဆိုင်ကဆိုင်ရှင်ပဲဖြစ်ဖြစ်ဆိုင်ဝန်ထမ်းပဲဖြစ်ဖြစ်လာပြီးတော့မှ Can I help you ဘာကူညီပေးရမလဲဒါမဟုတ် What can I help you ဘာကူညီပေးရမလဲအဲ့လိုလေးမျိုးလာမေးတယ်ဆိုလို့ရှိရင် No thanks I'm just looking around ငါရှောက်ကြည့်နေတာပါအဲ့လိုပြော I'm just looking ဆိုတဲ့အသုံးလုံးလေးသုံးတက်ပြီပေါ့နော် That sound good That sound good ဆိုတော့တယောက်ကကိုယ်ကိုအဖော်ညှိတာပဲဖြစ်ဖြစ် idea တစ်ခုပေးတာပဲဖြစ်ဖြစ်ပြောလာတဲ့အချိန်မှာကိုကသဘောတူညီကြောင်းကောင်းတယ်အဲ့ဒါကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တယ်ဆိုလို့ရှိရင် That sound good လို့သုံးတယ်ဥပမာ Let's eat at that restaurant အဲ့စားတော့ဆိုင်မှာစားကြမယ်လေ That sound good အဲ့လိုပြောလို့ရပါတယ်ဖိတ်ခေါ်ပါရစေဦးစင်းရဲ့ YouTube channel မှာတွားပြီးတော့မှအင်္ဂလိပ်စာလေ့လာဖို့မမေ့ပါနဲ့เนาะSee you on the next video have a happy life